မာယာသည်ပန်းချံခုံတန်းလျားတွင်တယောက်ထဲထိုင်ကာသူမပို့ခဲ့ဘူးသောနွမ်းလျသောစာတစ်စောင်ကိုသူမ၏လက်ချောင်းများပေါ်တွင်တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်လေသည်အေးဆက်နေသဖြင့်သူ့ပတ်ဝန်းကျင်မှာတိတ်ဆိတ်နေသည်သူမ၏ဘဝသည်ပြေလည်သွားသည်တစ်ခုပြီးတစ်ခုအသေးကွဲအမှားတစ်ခုကများလွန်းသည်သူမမမြင်နိုင်သလိုခံစားလိုက်ရသည်ကလေးလေးတစ်ယောက်ကသူ့အမေလက်ကိုကင်ပြီးရှောက်သွားတယ်သူဖြတ်သွားသည်နှင့်ရုတ်တရက်လှည့်ကြည့်လိုက်ပြီးမာယာကိုကြည့်လိုက်ကအပြစ်ကင်းသောနှွေးထွေးမှုဖြင့်ပြုံးပြလိုက်သည်ဖျားသခင်ကမင်းကိုချစ်တယ်ဟုရှင်လန်းစွာပြောသည်မာယာမျက်တောင်ခတ်လိုက်သည်သင်မာပြောလိုက်တာလဲဒါပေမဲ့ကောင်လေးကရှေ့ကိုခုန်ပြီးပြန်နေတဲ့ငှက်တကောင်ကြောင့်အာယုံပြောင်းနေပြီမာယာကသူ့နောက်ကိုစိုက်ကြည့်ရင်အံ့အားသင့်သွားသည်အဖွားဆုံးပါသွားကလေးကသူမကိုဒီလိုစကားမျိုးဘယ်သူမှမပြောခဲ့ကြပါဘူးသူမကောင်းကင်ကိုမောကြည့်လိုက်တော့အခုတိမ်တွေကြားကအလင်းရောင်တွေဖြာကျနေတယ်လေကပျော့သွားတယ်မြင့်မြတ်သောအရာတစ်ခုကသူမနှလုံးသားကိုထိမိသွားသလိုမျိုးသူမ၏ရင်ဘတ်အတွင်း၌နှွေးထွေးမှုလေးတစ်ခုဝင်လာသည်အဲ့ဒီဟာရိုးရှင်းပါသည်တိတ်ဆိတ်နေခဲ့တယ်ဒါပေမဲ့မှန်ကန်ခဲ့ပါတယ်မျက်ရည်များပပြင်ပေါ်သို့ကျဆင်းသွားသည်ယခုတစ်ကြိမ်ဝမ်းနည်းမှုမှမဟုတ်မေ့လျော့သွားသောအမှန်တရားတစ်ခုကြောင့်သူမသည်မမြင်နိုင်ပေသူမသည်အချစ်မခံခဲ့ရပါသူမသိခဲ့သည်သူမမြင်နိုင်သို့မဟုတ်နားလည်နိုင်သည့်ထက်တနေရာ၌တိုးတိုးညင်သာသောအတန်တန်ငါမင်းကိုဘယ်တော့မှမထားခဲ့ပါဘူး Subscribe my channel